စာလေးကြောင်းရေးလိုက်ရုံနဲ့ AI ကဗီဒီယိုတွေကိုထုတ်ပေးနေပြီကျွန်တော်အိတ်ခတ်ထဲမှာရှိတဲ့ဖုန်းတွေကနေလဲဗီဒီယိုရ edit လုပ်ပြီးတာနဲ့ social media ပေါ်တန်းတင်တဲ့ခေတ်ကိုရောက်နေပြီဒါပေမဲ့ဗီဒီယိုတွေရဲ့အစအကြတော့ရောဘယ်လိုလဲကျွန်တော်နေတိုင်းသုံးနေတဲ့ဒီဗီဒီယိုတွေကဘယ်ကနေစလာတာလဲနည်းနည်းလောက်အနောက်ကိုပြန်သွားကြည့်အောင်ဒီ story က1890လောက်ကစတယ် Edward Moybert ဆိုတဲ့ဓာတ်ပုံဆရာတယောက်ကမြင်းပြေးတဲ့အချိန်မှာခြေထောက်တွေဘယ်လိုရွှေ့လဲဆိုတာကိုသိချင်ခဲ့တယ်ဒါနဲ့ကင်မရာအများကြီးကိုတနေရာထဲမှာထားပြီးမြင်းပြေးသွားတဲ့အချိန်မှာဓာတ်ပုံတွေကိုတပုံပြီးတပုံရိုက်ယူခဲ့တယ်ဒီလိုရုပ်ပုံတွေကိုအစင်လိုက်ကြည့်တဲ့အခါမှာလှုပ်ရှားမှုကိုမြင်လာရတယ်ဒါကပဲနောက်ပိုင်းဗီဒီယိုလို့ခေါ်မဲ့ moving image တွေရဲ့အစောပိုင်းခြေလှမ်းစာတစ်ခုဖြစ်ခဲ့တယ်နောက်ပိုင်းနှစ်အနည်းငယ်လောက်ကြာလာတဲ့အချိန်1890ဝန်းကျင်အချိန်မှာ Lumiere Brother တို့လိုလူတွေက moving image ကိုလူများရှေ့မှာပြသနိုင်တဲ့နည်းပညာအဖြစ်ဖန်တီးလာနိုင်ခဲ့ကြတယ်။အဲဒီကနေစပြီး cinema ဆိုတာပေါ်လာခဲ့တယ်။လူတွေက screen ကြီးတစ်ခုပေါ်မှာလှုပ်ရှားနေတဲ့ရုပ်ပုံတွေကိုကြည့်နိုင်လာခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်ဗီဒီယိုတွေမှာတော့အသံတွေမပါခဲ့ဘူး။အဲ့ဒါကို silent film လို့ခေါ်တယ်။ရုပ်ပုံနဲ့ acting နဲ့ပဲ story ကိုပြပြသွားကြရတာ။တနည်းအားဖြင့်ပြောရရင် visual storytelling ရဲ့အရေးပါမှုအဲ့ဒီခေတ်ကတည်းကနေသက်သေပြနိုင်ခဲ့ကြတာပေါ့နောက်ပိုင်းမှာ technology တိုးတက်လာပြီးတော့ရုပ်ပုံနဲ့အသံကိုတွဲဖက်ပြီးရိုက်ကူးနိုင်လာခဲ့ကြတယ်ဆိုတော့အဲ့ချိန်ကနေစပြီးရုပ်ရှင်ကလည်းပို့ပြီးတော့အသက်ဝင်လာတယ်ပြီးတော့ black and white ကနေ color frame တွေဖြစ်ပြောင်းလဲလာတယ်အရောင်တွေထည့်လိုက်တဲ့အခါ story ရဲ့မှုကိုပါအရောင်တွေနဲ့ပြောနိုင်လာတယ်ဥပမာအနီရောင်ဆိုရင်တော့အနေရအပြာရောင်ဆိုရင်တော့အေးမြမှုအဝါရောင်ဆိုရင်တော့နှွေးထွေးမှုဆိုပြီးတော့အရောင်တွေနဲ့ကိုစားပြုနိုင်လာတယ်ဒီနေ့ကျွန်တော်တို့ color grading ရဲ့ concept ကလည်းဒီဟာတွေကနေပဲမြပြခံလာတာနောက်ပိုင်း television ပေါ်လာတယ် video tape တွေပေါ်လာတယ်နောက်ဆုံး digital video ခေတ်ကိုပါရောက်လာတယ် film လေးတွေကနေ tape ကနေ digital file ဖြစ် technology ကတဖြည်းဖြည်းတိုးတက်လာတယ်အားလုံးတက်ပို့ပြီးလွယ်ကူလာတယ်2000ခုနှစ်နောက်ပိုင်းမှာ DSLR ကင်မရာတွေပေါ်လာတယ်အဲ့နောက် mirrorless ကင်မရာတွေလည်းပေါ်လာတယ်ဗီဒီယိုကအရင်ကထက်ပိုပြီးတော့အဆင့်မြင့်လာတယ်ရိုက်ကူးကလည်းပိုလွယ်ကူလာတယ်အဲ့ချိန်မှာ filmmaker တွေအတွက်အဲ့ဒီကင်မရာတွေက game changer ဖြစ်လာတယ်ကင်မရာသေးသေးလေးနဲ့ lens လဲလို့ရမယ် shallow depth of field လဲရတော့ look တွေကအရင်ကောင်းလာတယ်ပြီးတော့ကျွန်တော်တို့ဒီနေ့ခေတ်ကိုရောက်လာတယ်အရင်ကဗီဒီယိုတစ်ခုရိုက်မယ်ဆိုလို့ရှိရင်ကင်မရာကြီး flame light တွေလူတွေအများကြီးနဲ့စခဲ့ရတယ်အခုတော့ကျွန်တော်လက်ထဲမှာရှိတဲ့ဖုန်းတစ်လုံးကနေပဲဗီဒီယိုရိုက်မယ် edit color sound ပြီးတော့ ਨੇ public ကိုတန်းတင်လို့ရတယ်စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းနဲ့ကျွန်တော်လက်ထဲမှာတင်ဗီဒီယိုတစ်ခုဖြစ်လာခဲ့ဆိုတော့ video history ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဓာတ်ပုံတစ်ပုံကနေစတယ် motion ဖြစ်လာတယ် film ဖြစ်လာတယ် sound ပါလာတယ် color ပါလာတယ် digital ဖြစ်လာတယ်နောက်ဆုံးကျွန်တော်လက်ထဲကဖုန်းတွေထဲထိရောက်လာတယ်အခုဆိုကျွန်တော်တို့ video ရိုက်ရတာအရင်လက်ကူလာပြီဒါပေမဲ့ technology တွေဘယ်လောက်ထိတိုးတက်နေပါစေ storytelling ကတော့အရေးကြီးဆုံးပါပဲကျွန်တော်အခုပြောသွားတဲ့အထက်မှာဗီဒီယိုဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့အကြမ်းမြင်သိသွားပြီလို့ထင်ပါတယ်ဒါဆိုဗီဒီယိုတစ်ခုကောင်းကောင်းရိုက်နိုင်ဖို့ဘာတွေသိထားဖို့လိုလဲနောက်ဗီဒီယိုမှာဆက်ပြောကြတာပေါ့